စီရိုနာဒိုဟာပုံမှန်လူတွေတို့ညဘက်၈နာရီပုံမှန်မအိပ်ဘူးဆိုတာတင်သိပါတလားဒီလူထူးဆန်းကြီးကအများနဲ့မတူတမူထူးပြီးတနေ့ကို6ခေါက်လောက်ကိုအိပ်နေပါတယ်ဒါကြီးကတကယ်ကောရလားဘာကောင်းကျိုးရှိလဲငါတို့ကောလိုက်လို့လို့ရလားဆိုတာတွေကိုဒီဗီဒီယိုမှာခွဲခြမ်းဆန်းစစ်ပြီးပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့လိုအိပ်တာကို polyphysis sleep လို့ခေါ်ပါတယ်ဒီနီလန်းကိုအိပ်ဆရာကြီး Nick Littlehales ကကူညီတိစောက်ပေးထားတာဖြစ်ပါတယ်အိပ်ပုံကတခါတည်းအရှိကြီးမအိပ်ပဲတနေ့လုံးမှာမိနစ်60အပိုင်းပိုင်း6ကြိမ်ခွဲပြီးအိပ်တာဖြစ်ပါတယ်လူတစ်ယောက်ကအိပ်တဲ့အခါ light sleep deep sleep REM sleep ဆိုပြီးတော့အဆင့်လိုက်ပြောင်းလဲနေပါတယ်ဒီ cycle တစ်ခုပြည့်ဖို့မိနစ်60လောက်ကြာပါတယ်ဒီအချက်ကိုအခြေခံပြီးဖန်တီးထားတာလည်းဖြစ်ပါတယ်တနေ့6ချိန်မဖြစ်မနေအိပ်ရမယ်ဆိုတာလည်းမဟုတ်သေးပါဘူးRonaldo ရဲ့အိတ်တာကို training schedule တွေနဲ့ကိုက်ညီအောင်လဲပုံမှန်ပြုပြင်ပေးထားရပါတယ်ဒီလိုအိတ်တာကိုစိတ်ပညာအရရှင်းပြရရင်ဒီစလီမှာ growth hormone တွေထွက်ပါတယ် growth hormone ထွက်လာရင်တွက်တာတိဆောက်မှုကိုအားကောင်းစေပြီး recovery ကိုပိုရစေပါတယ်ခန္ဓာကိုယ်ကအဆီတွေကိုလည်းခြေဖြတ်အားကောင်းစေပါတယ် collagen တိဆောက်မှုကိုအားကောင်းစေပြီး tissue တွေကိုပြင်တာ tissue တွေကိုထိခိုက်စေတာကိုလည်းတက်တာစေပါတယ် growth hormone ကအယိုးတွေကိုမာစေတဲ့အပြင်ပြေးလွှားလှုပ်ရှားတဲ့နေရာမှာလည်းပုံမကောင်းမွန်စေပါတယ်ဒီလို growth hormone တွေကိုပိုထွက်စေ recovery period တွေကိုပိုရစေတဲ့အတွက်အာဂါသသမားတွေအတွက်တင့်လျော်ပါတယ်ဒါပေမဲ့ဒီလိုအိတ်တာမျိုးကလူတိုင်းအတွက်မတင့်တော်ပါဘူးဘာလို့လဲဆိုတော့ဒီလိုအိတ်ဖို့ဆိုရင် support ပေးဖို့တင်းလိုအပ်တယ် schedule အပြည့်အဝကိုလိုက်လုပ်နိုင်ဖို့လိုအပ်ပုံမှန်မနက်9ည9အလုံးမျိုးလည်းမရှိဖို့လိုအပ်တယ်Ronaldo တောင်လုံနိုင်လို့ကိုတေတဲ့လုံနိုင်လိမ့်မယ်လို့ထင်ပြီးလိုက်လို့ရင်တော့အေးပြစ်ပြီးယူထွက်ပါလိမ့်မယ် Ronaldo လိုပဲထူးဆန်းတဲ့လူတွေရှိပါသေးတယ်တမိုင်းမှာတော့ Leonardo da Vinci Nikola Tesla လက်ရှိမှာတော့ NASA ကပိုင်းလော့တွေဆေးရုံတွေမှာရှိတဲ့ emergency department မှာနေတဲ့ဆရာဝန်တွေတချို့စစ်သားတွေဒီနီလန်းကိုတုံးနေကြပါတယ်ပုံမှန်လူတွေအတွက်အကောင်းဆုံးကတော့ညဘက်9နာရီ9နာရီလောက်ကိုအိပ်ပြီးနေကင်းဘက်မိနစ်20လောက်မှိန်ပေးတာပဲဖြစ်ပါတယ်ဒီနီလန်းက energy ကိုတည်ငြိမ်စေတယ် recovery ကိုကောင်းစေတယ် focus ကိုလည်းတိုးစေပါတယ်ရိုးရှင်းပေမဲ့အလွန်ထိရောက်ပါတယ်တကယ်တမ်းတော့ဒီဗီဒီယိုကရှေ့ကတင်ထားတဲ့ဗီဒီယိုပေါ့နော် Ronaldo ဘာကြောင့်အသက်42နှစ်အထိကောင်းကောင်းကစားနိုင်နေတာလဲဆိုတော့ကျွန်တော်တို့ sport ဟန်နဲ့ပတ်သက်တဲ့ပေါ့နော်ဗီဒီယိုရဲ့အဆက်ဖြစ်ပါတယ်နောက်နေ့တွေမှာလည်း Ronaldo အသုံးပြုတယ်ပေါ့နော်လက်ရှိလည်းသုံးနေတဲ့ cryotherapy တို့နောက်ထပ် hyperbaric chamber တို့အကြောင်းလေးတွေကိုပေါ့နော်နည်းနည်းအသေးစိတ်ပေါ့နော်ပြောထားတဲ့အကြောင်းလေးတွေကိုကျွန်တော် Dr. Sports Channel မှာဆက်လက်တင်ပြပေးဖို့ကြိုးစားပေးပါမယ်ဟုတ်ဒေါက်တာစပေါ့မှာအားကစားကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကို share ပေးမှာဖြစ်တဲ့အတွက်စိတ်ဝင်စားလို့နားထောင်ခြင်းနဲ့ဆိုရင် like and subscribe လေးလုပ်ခဲ့ကြပါဦးနော်